သိမ့်ဖေမြင့်သူတို့လင်မယား34နှစ်အခန်း6စရေးကြီး၏စီးသိမ့်ရန်ကုန်မြို့သို့ရောက်သောအခါသူတို့လင်မယားသည်မန္တလေးဝါရန်တထေးကြီးခြံမှမိတ်ဆွေဖြစ်ခဲ့လေသောကိုတင်အောင်နှင့်မဦးတို့၏အိမ်မှတဲခိုလေသည်ကိုတင်အောင်နှင့်မဦးတို့ကဘုဒ္ဓလင်ဇာတိဖြစ်ပြီးကျွန်တော်တို့နှင့်ရက်ဆွေရက်မျိုးဖြစ်သည်1948ခုနှစ်တိုင်းပြည်ကလွတ်လပ်ပြီးကသာလွတ်လပ်ရေးကြောင့်ပြည်သူအများစုသည်မျှော်လင့်ချက်အမျိုးမျိုးဖြင့်အားတက်နေကြသည်ဘာအလုပ်ရရလုပ်မည်ဆိုသောကိုအေးမောင်လည်းအားတက်နေပါ၏1948ခုမေလထဲတွင်ကျွန်တော်တို့မှာတားဦးမောင်ဟင်းသာမွေးဖွားခဲ့လေသည်မလထဲကကွန်မြူနစ်ပါတီတောခိုသွားလေပြီကျွန်တော်သည်အမျိုးသားဒီမိုကရေစီတော်လှန်ရေးအတွက်အမျိုးသားညီညွတ်ရေး၏မန်တိုင်ဖြစ်သောကွန်မြူနစ်ဆိုရှယ်လစ်ပြည်သူ့ရဲဘော်တို့၏လက်ဝဲညီညွတ်ရေးကိုတည်ဆောက်ကြဟုသောဆောင်ပုဒ်ကိုကင်ဆွဲကာကွန်မြူနစ်ပါတီနှင့်အတူတောခိုမသွားဘဲမြေပေါ်မှာကြံ့ရစ်လေသည်ကျွန်တော်တို့ညီညွတ်ရေးလုပ်ကြပါသည်ကျွန်တော်တင်ပြသောလက်ဝဲညီညွတ်ရေးမူကိုအခြေခံကညီညွတ်ရေးလုပ်ရင်းကကျွန်တော်တို့မလုပ်တတ်ကြသဖြင့်နှုမူရဲဘော်မူစသည်ဖြင့်ကွဲသွားပြန်လေသည်သို့တော်ကျွန်တော်တို့လက်မလျှော့ကြတောခိုပြည်တွင်းစစ်လမ်းစဉ်ကိုဆန့်ကျင်သောကွန်မြူနစ်ခေါင်းဆောင်များဆိုရှယ်လစ်ခေါင်းဆောင်များပြည်သူ့ရဲဘော်ခေါင်းဆောင်များနှင့်တပ်မတော်ခေါင်းဆောင်များကျွန်တော်ကနိုင်ငံရေးကိုချိန်ပြည့်လုပ်နေရလေရာစာရေးဆရာအလုပ်ကိုကောင်းစွာမလုပ်နိုင်နိုင်ငံရေးမှာအားလက်ချိန်တွင်စာရေးကမလောက်မငဝမ်းစာရှာရသည်ထို့ကြောင့်မိသားစုအသက်မွေးဝမ်းကြောင်းမှုအတွက်ဇနီးခင်ကြီးကတစ်ဖက်တစ်လမ်းအလုံးလုံးရန်ကြံစည်နေကြရလေပြီအိမ်မှုရေးရာတာဝန်နှင့်တာဦးမောင်ဟင်းသားကိုထိန်းချောင်းရေးတာဝန်တို့တွင်ဇနီးခင်ကြီးကိုကူညီရန်လူလိုနေလေသည်အတော်ပဲဘုံကြီးလမ်းတောက်ချံကွက်တဲ့ယခုလန်တဲ့ရိတ်တာနေရာမှာနေသောကိုတင်အောင်မတ်တူးတို့ကပြောလာသည်သူတို့အိမ်မှာကိုအေးမောင်မလှရီတို့လင်မယားရောက်နေသည်ရရအလုပ်လုပ်ကြမည်ကိုအေးမောင်အတွက်အလုပ်တစ်ခုရှာပေးပြီးမလှရီကိုအိမ်မှာခိုင်းနိုင်သည်စသည်ဖြင့်သူတို့မှာတာသမီမရှိဘူးလားမရှိဘူးအရင်မယားနဲ့တော့ငါရတဲ့သမီးကလေးကိုမန္တလေးကအဖွားတွေဒီမှာထားခဲ့တယ်မလှရီနဲ့တော့ကလေးတစ်ယောက်မှမရဘူးကဲမြန်မြန်သာခေါ်ခဲ့ပေတော့သူတို့လင်မယားကျွန်တော်တို့ထံရောက်လာသည်မှာယခုဆို28နှစ်ရှိပြီထိုစဉ်ကတာဦးမောင်ဟင်းသာ2လသားမြသာရှိသေး၏ထို28နှစ်ကာလအတွင်းကျွန်တော်တို့ကနောက်ထပ်ကလေး3ယောက်ရသည်သူတို့ကတော့တယောက်များမမွေးသူတို့လင်မယားကျွန်တော်တို့ရင်ရောက်သောချိန်တွင်ဆိုရှယ်လစ်ပါတီခေါင်းဆောင်ကိုပါဆွေကိုသိမ်းမောင်တထုံကိုချစ်လိုင်းတခင်လွင်တခင်ကျော်စိန်စသောရဲဘော်များနှင့်ကျွန်တော်တို့သည်တိုးတက်သောနိုင်ငံခြားစာအုပ်များရောင်းချရန်နှင့်မြန်မာလိုတိုးတက်သောစာပေများထုတ်ဝေရန်ပြည်သူ့စာပေကော်မတီကိုဖွဲ့စည်းဆောင်ရွက်နေကြလေသည်ပြည်သူ့စာပေတိုက်ကိုမန်နေဂျာအဖြစ်ပထမဆုံးတကုံဦးလှဖေနောက်ဦးလှကြီးမန်တိုင်နောက်ဆုံးသခင်ကျော်စိန်တို့အားဆောင်ရွက်စေရေးဖွင့်လှစ်လုပ်ကင်ခဲ့ရာကိုအေးမောင်ကိုစေရေးအဖြစ်ဖြင့်ခန့်ထားလိုက်ကြလေသည်မလာကြီးကိုတော့အိမ်မှာအလုံးလောက်ခိုင်းရသည်အစပထမကတော့မောင်ဟင်းသားကိုထိန်းရန်သာအဓိကတာဝန်သတ်မှတ်ထား၏သို့တော့မလာကြီးကအားနေတဲ့သူမဟုတ်ကလေးကိစ္စပြီးလျင်အိမ်မှုရေးရာနှင့်ပတ်သက်သမျှနေရာတကာဝင်ပြီးခင်ကြီးကိုကူညီ၏နောက်တော့ဒိုင်းခံသူပဲလုပ်၏ထိုချိန်တွင်ကျွန်တော်သည်ပုံမှန်9နှင့်အဖမ်းခံရပြီးရန်ကုန်ထောင်ကြီးသို့ရောက်သွားလေသည်ထူဆန်းသောကျွန်တော်ညီညွတ်ရေးဘီသူကလုံနေရာကသွေးခွဲရေးသမားကိုအထင်ခံရသည်ဆွဆွဲခံရသည်အရေးယူခံရသည်ကွန်မြူနစ်ပါတီကသိမ့်ဖေနှင့်သိမ့်ဖေဝါဒတွေ့ရတင်ကြိုင်ဓာမဆိုင်နှင့်ဟူ၍စတန်းထုတ်ခါကျွန်တော်ကိုစန့်ကျင်ရန်ပါတီဝင်များကိုညွှန်ကြားထားသည်ဆိုရှယ်လစ်ဖဆပါလာကတော့တမတော်တက်ရင်အချို့တောကိုအောင်မြောက်ပင့်ပေးသည်ဟုဆိုကာကျွန်တော်ကိုထောင်ချခြင်းဖြစ်သည်ဖဆပါလာထဲမှာယင်းနှိလာသောရဲဘော်အချို့ကတော့မင်းတို့အကာအကွယ်ပြောင်းတို့ကထောင်ချတာပါမင်းအပြစ်မှနေအသက်ခံရမယ်မဟုတ်လားတောလိုက်သွားရင်လည်းအသက်ခံရမှာပဲမဟုတ်လားဟုပြောပြပါသည်ဒီလိုနဲ့ထောင်ထဲမှာ17လကျော်ကြာခဲ့ပါ၏1948ခုနှစ်မေလ1ရက်နေ့ကစပြီးကျွန်တော်ဒီပြန်ကြားရေးဝန်ကြီးဌာနရုပ်ရှင်နှင့်ပြဆက်ညွှန်ကြားရေးဝင်ဦးညာနာ၏ခွင့်ပြုချက်တနည်းဖိတ်ခေါ်ချက်ဖြင့်ဟာမစ်တိတ်လန်ရုပ်ရှင် channel မှာအင်္ဂလိပ်တစ်လုံးနဲ့နေလေသည်ထောင်ကထွက်တော့လဲထိုအိမ်မှာပင်ဆက်နေရ၏အင်္ဂလိပ်မှာကျင်းပြီးနေသောလူတွေကများသည်ကျွန်တော်တို့လင်မယားသူတို့လင်မယားအပြင်တပည့်ရဲဘော်ရဲဘက်တွေလည်းရှိသေးသည်ပြည်တွင်းစစ်ကြောင့်ရန်ကုန်မြို့ကြီးသို့ပြောင်းရွှေ့လာကနေတရားထိုင်တရားမရှိသေးသဖြင့်ဆွေမျိုးသားချင်းအချို့ကလည်းတခါတရံလာနေလိုက်သေးသည်တို့ကလို့အိမ်ချင်းနဲ့ကြက်တဲနေရတော့လဲကိုအေးမောင်ကိုအမှုသမားအဖြစ်ဖြင့်ကျွန်တော်အမှတ်မထားမိပါသူတို့လင်မယားသည်အင်္ဂလိပ်၏နောက်ဖေးဝရန်တာကိုအခန်းဖွဲ့နေထိုင်ကြသည်ခန်းကြီးတစ်ခန်းတွင်ကျွန်တော်တို့လင်မယားနေပြီး
ကြံအခန်းကြီးတစ်ခန်းတွင်တပည့်တစ်ပန်းများရဲဘော်ရဲဘက်များနှင့်ဆွေမျိုးသားချင်းများသည်ကြုံသလိုနေရလွတ်ရှိသလိုနေထိုင်ကြပါသည်အိမ်ရှိဝရန်တာကဧကန်သဘောဖြစ်နေ၏ထိုချိန်တွင်တာမောင်ဟင်းသာသည်လက်သာသောမလှရီကိုများသာခင့်တွယ်လေပြီသူနိုးဆိုးကျင်မှအမေကိုကပ်ပြီးကြံချိန်များတွင်မလှရီကိုသာကပ်နေတတ်သည်ထောင်ကထွက်လာသောအဖေနှင့်သားတွေ့သောအခါရောက်စတနနခင်းသာစိတ်နေပြီးညနေကြတော့ကြက်သွားလေသည်ဖေ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 နှင့်ခေါ်ကအနီးမှစော့ကစားနေလေပြီသို့တော့ညတွင်ကျွန်တော်တို့နှင့်လာအိပ်ရန်အတော်ချော့ယူရလေရှိ၏လာအိပ်ပြန်တော့လည်းတရေနိုးလျင်မလှရီတံပြန်သွားတတ်လေသည်ထိုအခါများ၌ကျွန်တော်တို့ဝမ်းနေနေရသည်မလှရီကိုမနာလိုတိုရှည်ဖြစ်မိသည်မလှရီသည်လည်းမောင်ဟင်းသားကိုအတော်ချစ်နေလေရာကျွန်တော်တို့နှင့်တခါတရံအိတ်ချင်းကိုကြည်ပြူတော်လဲအမြဲအိတ်ချင်းကိုမကြည်ပြူချေဘလို့နီးနှင့်ဆွဲဆောင်သည်မသိပါဘသူနှင့်အိတ်မြည်လဲလူရလေတိုင်းမောင်ဟင်းသားသည်မလှရီဘက်သို့ပသွားလေရှိသည်ထိုအချိန်တွင်ခင်ကြီးကြီးသည်စာပေဗိမာန်တွင်စာပြုဆရာမှဖြစ်နေလေပြီခင်သည်အိမ်မှုရေးရာကိစ္စများကို၎င်းသာသမီကျွေးမွေးပြုစုရေးကို၎င်းမလှရီအားစိတ်ချလက်ချလွှဲထားနိုင်ပေပြီခင်သည်ကျွန်တော်နှင့်အိမ်တော်မကြမီကအိမ်မှုရေးရာကိုတာဝန်ယူဘူးသူမဟုတ်ချက်ရေးပြုတ်ရေးမကျွမ်းကျင်ပါအိမ်တောင်ကြမှလက်တွေ့လုံရင်းလေးလာရင်ကောင်းအောင်ပြုပြင်ရင်ကျွမ်းကျင်ခဲ့ရပါသည်မလှရီရောက်လာချိန်တွင်မလှရီနှင့်စားသောခင်ကပိုဟင်းချက်ကောင်းသည်မလှရီသည်ဇီးကုန်းကကိုမြဦးမအိုတို့အိမ်တွင်တော်ဟင်းတော်ထမင်းကိုသာချက်တက်ခဲ့၏မန္တလေးရောက်သောအခါလဲမိဖို့ကြောင့်အလုတ်ကျမ်းများကိုသာလုပ်ခဲ့ရ၏ထို့ကြောင့်မလှရီသည်မြို့ဟင်းမချက်တတ်အစပထမတော့ခင်ကမလှရီကိုဟင်းချက်တင်ပေးရသည်ခင်သည်သူတက်ထားတာကိုတင်ပေးယုံမကသူများထပ်မှနီးနာများကိုစာဖြင့်ရေးမှတ်ယူလာ၍၎င်းစာအုပ်များကိုဖတ်၍၎င်းတင်ပေးလေသည်မလှရီကလည်းလက်တွေ့ချက်ပြုတ်ရင်လေးလာရင်ကောင်းသည့်ထက်ကောင်းအောင်ပြုပြင်ရင်ထမင်းချက်ဟင်းချက်ကျွမ်းကျင်သူဖြစ်အောင်အစွမ်းကုန်ကြိုးစားခဲ့ပါသည်ခင်သည်တာဦးရမှတာသမီကျွေးမွေးပြုစုနေစာအုပ်များဖတ်သည်ဂျာဘူးနာဝနီးနာနေတရများနှင့်စာအုပ်ပါနီးနာနေတရများကိုလက်တွေ့ကျင့်သုံးသည်မလှရီကတော့ဘာစာအုပ်များမဖတ်နိုင်ကိုယ်တိုင်ကလည်းတာသမီတယောက်မှမမွေးသို့တော့မလှရီသည်သူများကလေးများကိုကျွေးမွေးပြုစုယူရခဲ့သောအတွေ့အကြုံများရှိ၏ခင်ကမိခင်စိတ်နှင့်ကလေးကိုချစ်ကကျွေးမွေးပြုစုဆောင်ရှောက်၏မလှရီကလည်းမိခင်စိတ်ကိုအမိလိုက်၍ကလေးကိုချစ်ပြီးကျွေးမွေးပြုစုဆောင်ရှောက်၏သူတို့နှစ်ဦးအကြားတွင်တာဦးမောင်ဟင်းသားမှအစပြု၍နောက်မွေးသောကလေးများပါချမ်းသာဒုက္ခရှိကြပေ၏မလှရီကွယ်ရာမှာမကြာခဏခင်ကပြောသည်အိမ်မူရေးတာဝန်တွေနဲ့ကလေးကျွေးမွေးပြုစုဆောင်ရှောက်ရေးတာဝန်တွေကိုထမ်းဆောင်တဲ့အတွက်စံပြအလုပ်သမားရွေးရင်မလှရီမုတ်ချရမှာပဲခင်ကြီးကြီးကွယ်ရာမှာမလှရီကမကြာခဏပြောသည်ခင်ကငေါက်တက်အော်တက်စူတက်ပေပဲစိတ်ရင်းကောင်းတယ်လူတစ်ဖက်သားကိုတနာတတ်တယ်ဒီနေရာတွင်ကျွန်တော်တခုမှတ်မိသည်မလှရီကျွန်တော်တို့အိမ်ရောက်စားကမျက်စိဒဏ်ရာတစ်ခုပါလာခဲ့သည်အထက်တနေရာတွင်ဖော်ပြခဲ့သည့်အတိုင်းမန္တလေးတုံးကကလေးတဦးကလက်ဖြင့်ထိုးပေါက်ထားသောဒဏ်ရာပေသည်ခင်သည်ထိုဒဏ်ရာကိုမြင်လေမြင်ချင်းထိုဒဏ်ရာအကြောင်းကိုသိလျင်သိချင်းကိုယ်တိုင်ကျင်နာယူရသာတန့်စင်စေကြောပေးပြီးစေကုသပေးသည်မလှရီ၏အကြီးဆုံးသောချွတ်ယွင်းချက်ကမတိနားမလဲခြင်းနှင့်ဘုသူဒ္ဓခေါင်းပါခြင်းဖြစ်၏ခေါ်လင်းအနီးကပ်နေပါလေရဲ့မိရထားကိုအသက်အစိတ်လောက်ရောက်မှစီးဘူးသလိုအသက်30နီးမှရုပ်ရှင်ကြည့်ဘူးတော့သည်စစ်ဖြစ်လာတော့လေရင်ပြန်များကိုစ၍မြင်မှုသည်ရန်ကုန်ရောက်တော့လေရင်ပြန်များကိုအများအပြားမြင်ဘူးသည်သို့တော့အဝေးမှမြင်ဘူးချင်းသာဖြစ်၍လေရင်ပြန်ကိုဘလို့စီးရမှန်းမသိရန်ကုန်ရောက်ပြီးနှစ်တော့ကြာမှလေရင်ပြန်ကိုအနီးကပ်မြင်ဘူးရသည်ကျွန်တော်တရုတ်ပြည်သွားစဉ်မလှရီပါလေစိတ်လိုက်ပြီးပို့လေရာလေရင်ပြန်ပေါ်သို့ကျွန်တော်တို့တက်သွားသည်ကိုမြင်လိုက်ရသည်လေစိတ်မှအပြန်တွင်မလှရီကအရင်ကလေရင်ပြန်စီးတယ်ဆိုတာမြင်းကိုစီးသလိုလူတွေကခွာစီးပြီးလဲရတယ်လို့ထင်နေတာဟုတအံ့တအော်ပြောပါလေသည်ကျွန်တော်တို့ဒီမလှရီမတိနားမလဲသည်ကိုအထင်သေးကပြောင်းလောင်ခြင်းမပြုဘဲတိနားလဲအောင်လုပ်ကြရ၏ဘဟုတုတခေါင်းပါသည်ကိုကြွယ်ဝအောင်ကူညီကြရ၏1950ပြည့်နှစ်သို့ရောက်သောအခါကျွန်တော်သည်ဦးညာနာဦးစီးသောရုပ်ရှင်ပြဆက်ခြံထဲမှအိမ်ကလေးတွင်မနေတော့ပဲအပြင်ပြောင်းနေလေသည်ယခုထိနေထိုင်လျက်ရှိသောမြေကွက်ကလေးအမှန်21ကြီးဟာမစ်တိတ်လန်းသို့မဟုတ်သာသနာရိပ်သာလန်းကိုဝယ်လိုက်ပြီးတဲတာအင်္ဂလိပ်တစ်လုံးကိုစောက်လိုက်သည်ထိုစဉ်ကပြည်ရင်းစုပူမှုကြောင့်တောရွာများမှလူအချို့မြို့သို့ရွှေ့ပြောင်းနေထိုင်ကြသဖြင့်တောရွာမှအိမ်နေဖြုတ်ရောင်းတတ်ကြရာ
ကျွန်တော်ဒီအိမ်ဟောင်းကလေးတစ်လုံးကိုဈေးပေါ်ပေါ်နဲ့ဝန်နိုင်ခဲ့ပါသည်ထိုအိမ်ဟောင်းကိုကျွန်တော်ကြိုက်ပုံစံဖြင့်အခန်းဖွဲ့ကပြန်ဆောက်လိုက်ပါသည်တဏီမိုးဝါကက်ကတပိုင်းရှာထိုးခင်းမှုတဲတတာဆိုတော်လဲအတော်အတန်နေတာထိုင်တာရှိ၏အိတ်ခမ်းအဲခမ်းမိဖို့ကြောင့်စသည်များအပြင်သမင်းစားကမ်းမှာထားနိုင်၏မြေတိုက်အိမ်နှင်းဖြစ်ရာအောက်ထပ်ဟူ၍မရှိတော့လဲအောက်ထပ်မှာမဖြစ်ဖြစ်အောင်ကတ်တီးကတ်သက်စဖက်ခန်းကလေးတစ်ခုထည့်ထားပါသည်ထိုချိန်တွင်ကျွန်တော်တို့မိသားစုအဖို့မလာရည်သည်မရှိမဖြစ်ဖြစ်လာလေရာအခန်းဖွဲ့ကလေးကသူတို့လင်မယားအတွက်တခန်းထည့်ဖွဲ့ပေးလိုက်ပါ၏ကျွန်တော်တို့အိတ်ခမ်းနှင့်အခန်းကဂျာချထားသောအခန်းတစ်ခုဖြစ်သည်တကယ်တော့ကျွန်တော်သည်အိမ်တအိမ်လျင်သို့မဟုတ်ခုခေတ်တိုက်ကြီးများတွင်အခန်းစုတစ်ခုလျင်လင်မယားတတွဲထက်ပိုးနေခြင်းကိုမူအားဖြင့်မကြိုက်ပါသို့တော့ငွေရေးကြေးရေးမတတ်နိုင်သဖြင့်ဤသို့စီစဉ်ပေးရပါသည်ကျွန်တော်တို့လင်မယားကအင်းရှင်သူတို့လင်မယားကမိခိုသူဖြစ်၍ကျွန်တော်တို့ကအပေါ်စီရထားတော့လဲကျွန်တော်သည်သူ့အိမ်တွင်ရေးကိုအိမ်တွင်ရေးဒန်းတူထားကအပြန်အလှန်ဝေမဆွတ်ရေးကိုမူကျင့်သုံးလိုသည်မလာရည်သည်ကျွန်တော်တို့အိမ်မှုရေးရအလုသမားဖြစ်သည်ဖြင့်ကျွန်တော်တို့နှင့်ဆိုင်တော်လဲသူတို့လင်မယားကိစ္စတွင်ကျွန်တော်တို့မပိုင်ပါကျွန်တော်သည်ထို့သို့ပင်ကင်းကင်းရှင်းရှင်းနေခြင်းသည်သို့တော်ထိုစဉ်ကစီးပွားရေးအခြေအနေကြောင့်မတတ်နိုင်ပါတအိမ်ထဲမှာအတူနေရပါ၏တို့ကလို့အတူနေရတော့ပြဿနာများပေါ်လာတတ်သည်ကျွန်တော်တို့အိမ်ရောက်စားကကိုအေးမောင်အမှုသမားအရက်သမားဖြစ်ကြောင်းမသိခဲ့နောက်တော့တစုံတစကြားသိရပါသည်တောက်တက်စားတတ်သည်တဲ့သို့တော်ကျွန်တော်သည်အနေချင်းတောက်စားသည်ကိုတော့အပြစ်မမြင်ပါထို့ပြင်ကျွန်တော်ရှေ့မှာကိုအေးမောင်ကမူယူမပြပါထိုစဉ်ကကိုအေးမောင်သည်သူ့ကိုယ်သူအတော်ထိနိုင်သေး၏ကျွန်တော်ရှေ့မှာမမူးဟန်ဆောင်နိုင်သေး၏အရက်ကလူကိုမနိုင်သေးလူကအရက်ကိုနိုင်သေးသည်ဟုဆိုရမည်လားမပြောတတ်ပါထိုင်တပင်ဇီကုံကောလင်းဝင်းသွန်နှင့်မန္တလေးတို့မှာသူ့ဆွေမျိုးသားချင်းများနှင့်သူ့အပေါင်းအသင်းများကြားဝယ်ကိုအေးမောင်သည်နာမည်ပြက်၏ရက်သမားလူရန်ကဖြစ်ခဲ့၏သို့တော်သူသည်လူမန်းသူမမသိအောင်မူတတ်သူကမဟုတ်မူးလည်းနေသည်လည်းမဟုတ်ခက်တီကအရက်နဲ့နဲ့တောက်ပြီးပြီဆိုလျင်သူများကိုအနိုင်ယူခြင်းစိတ်ကပေါ်လာသည်တော်တထေသားညင်တွေကကြွထလာသည်တော်ကြတော့ဘေးကလူတွေကိုစော်ကားတော့၏မမူးသောအချိန်တွင်မကြင်မနက်ဖြစ်သည်မြပြောကျင်ဆိုကျင်တာရှိသည်မြကိုမျိုးသိပ်ထားပြီးမူးလာသောအခါရင်ဖွင့်လေတော့၏ထို့ကြောင့်သူဤမြနာမည်ပြက်ခြင်းဖြစ်သည်သူဤကိုခန္ဓာကလည်းတောင့်တင်းကြံ့ခိုင်ခဲ့သည်ငယ်ရွယ်တုန်းကတော့အာအင်ရှိသည်ဖြင့်အရက်ကလှဲတော်လဲတော်တော်နဲ့မလဲနိုင်ထို့ပြင်သူသည်ဇီကုန်းမတုန်းကထရေကိုသာများများတောက်ခဲ့သည်ချက်ရက်ကိုတိတ်မတောက်ခဲ့မန္တလေးရောက်တော့လဲထိုနည်း၎င်းပင်တခါတရံဘီယာတောက်သည်တခါတရံချက်အရက်ကိုတောက်သည်ဘရန်ဒီဝစ္စကီတို့ကိုတောက်ရခဲ့၏ရန်ကုန်ရောက်သောအခါထရေမရတော့ကြတခါတရံဘီယာကိုတောက်သည်များသောအားဖြင့်ချက်အရက်ကိုတောက်သည်ဘရန်ကီဝစ္စကီတို့ကစက်ရေးလာတာဖြင့်မတတ်နိုင်ကြထို့ကြောင့်ရန်ကုန်၌ကိုအေးမောင်၏အဓိကမှီဝဲရာသူရသည်ချက်အရက်ဖြစ်လေတော့၏သူသည်အစကကျွန်တော်ရှေ့မှမူးယူမပြမိအောင်တခြားမှာပီပီရီရီတောက်ခဲ့ပြီးအိမ်တို့အိန္ဒြေရရပြန်ခဲ့၏သူမိမကိုအနိုင်ကျင့်လိုလျင်ကြိတ်ပြီးတိတ်တိတ်အနိုင်ကျင့်၏သို့တော့အတန်ကြာသောအခါဇာတိယုတ်ပေါ်လာလေသည်တောက်တာကလည်းများများလာဟန်တူသည်သူမူးယူလာသည်ကိုကျွန်တော်မျက်ဝါးထင်ထင်မြင်ရလေပြီမလာကြီးကိုကျွန်တော်တို့သည်အဖို့အခများများပေးရသည်မဟုတ်စတိလောက်သာပေးရသည်သို့တော့ကျွန်တော်တို့ကသူတို့လင်မယားကိုစားစရာနေစရာပေးရသည်မလာကြီးကိုကစေတနာရှိလျင်ရှိသလိုအဝတ်ဆင်ရသည်သေဝါကုသဖို့လိုလျင်ကုသပေးရသည်ကိုအေးမောင်ရသောစက်ရေးလားကသည်သူ့သုံးဖို့သို့မဟုတ်သူမသုံးခြင်းလျင်မလာကြီးကိုလက်ကောက်ဝယ်ပေးဖို့သို့မဟုတ်စုဆောင်ဖို့ဖြစ်သည်သူကမလာကြီးကိုလက်ကောက်လဲဝယ်မပေးတပြားတစ်ချက်မှလည်းမစုဆောင်သူ့အတွက်ပင်အဝတ်အစားကောင်းကောင်းမဝဲဖောဖောတီတီတုံးဆွဲပစ်လေသည်နောက်တော့သူရသောစရေးလာကသည်သူတောက်သောအရက်နှင့်မြည်စရာအစားအစာဝယ်ရန်သာဖြစ်လာလေသည်တခါတခါအလျံမမီသဖြင့်သုံးမလောက်ဖြစ်ခါကျွေးများပင်တင်တတ်သေးသည်ဒီမခံနိုင်သောမယုံမသားကိစ္စတစ်ခုကြောင့်သခင်ကျော်စိန်ကသူ့ကိုအလုတ်ကထွက်ပါပြောသည်ဖြင့်သူသည်ပြည်သူ့စာပေတိုင်းမှနှုတ်ထွက်လိုက်ရလေသည်နောက်မကြမီသူ့ညီဝမ်းခွဲကိုထွန်းတင်စာရေးဆရာမန်းတင်၏ကူညီမှုဖြင့်မြေအတုံးချရေးရုံးနှင့်ဆက်ရေးအလုပ်ရထားလေသည်တညတွင်သူအတော်မူးလာသည်လမ်းပေါ်မှာကျွန်တော်တို့ခြံထဲသို့ဆင်းသောအုတ်လေကားမှဒရင်ဒရိုင်လျှောက်ဆင်းရင်မလာရီကိုအောခေါ်ကစူစူပူပူလုံနေလေသည်မလာရီကပြေးတက်သွားပြီးတွဲရခေါ်လာ၏ကျွန်တော်ကမူသူ့ကိုအုတ်လေကားပေါ်မှာကန်ချလိုက်ခြင်းသည်
ကျွန်တော်ဒီဒေါသအများကြီးထွက်တော့လဲညာရင်းချင်းမစုသေးပဲဒေါသကိုမျိုးသိပ်ထားလိုက်ပါသည်နောက်နေ့နက်နက်တွင်သူတို့အခန်းကိုဝင်ကြည့်သည်အရင်ကတိတ်ကြိတ်တောက်ထားသောအရက်ပလင်းလွတ်တွေကိုတွေ့မြင်ရသည်ကျွန်တော်ဒီကိုအေးမောင်ကိုအေးလူလူပင်ပြောဆိုဆုံးမသည်သူဒီကလေးတယောက်တစ်ပွဲညှိုးငယ်သောမျက်နှာဖြင့်ကျွန်တော်ပြောသမျှကိုနာယူသည်ကျွန်တော်ကအလွန်ကြုံမတောက်ရန်အရက်တောက်ချင်လာ၍တောက်လျင်အပြင်းမာသာတောက်ပြီးထိမနိုင်သိမရမူးနေလျင်အိမ်ပြန်မလာရန်နှင့်အိမ်မှာလုံးဝအရက်မတောက်ရန်တောင်းဆိုလေသည်သူကဟုတ်ကဲ့အကိုကြီးဟုဂရီပေးပါသည်သို့သောများမကြမီကိုအေးမောင်သည်ထိုဂရီကိုချိုးဖောက်၏ကျွန်တော်ကထပ်ပြီးဂရီတောင်းရ၏ကိုအေးမောင်သည်ဂရီတီရန်စူးစားကြည့်သည်ဟုကျွန်တော်ထင်ပါသည်ကျွန်တော်ကတောက်ချင်းလင်းအ ਨੇ ချင်းတော့တောက်ဟုဆိုထားရသူသည်နည်းနည်းတောက်ကြည့်ပါသည်သို့တော်တယောက်ကနဲလာကြည်လားဗျဒီလောက်မှမတောက်နိုင်ဘူးလားဟုစွပေးရင်နောက်ထပ်အရက်လောင်းထဲလိုက်လျင်အနိုင်ယူခြင်းသောကိုအေးမောင်သည်နောက်ထပ်တောက်ချလိုက်ပါသည်နောက်တော့တယောက်ကမစွရတော့ပါအရက်ဆွဲခေါ်ပါဆိုသူလိုက်ပါသွားလေပြီမူလာသောအခါကျွန်တော်ကိုပေးထားသောဂရီအတိုင်းအိမ်ပြန်မလာရန်ကြိုးစား၏သို့တော်မအောင်မြင်အကြောင်းမူကားသူသည်မူးလေပြူစုယူရမှုကိုကြိုက်လေဖြစ်သည်မူးလေကိုအနိုင်ကျင့်ခံမိသူကိုလိုလားလေဖြစ်သည်မလာရီကအချိန်မရွေးသူ့အားလှုပ်ကြွေးပြုစုယူရသူဖြစ်၏မလာရီကသူအနိုင်ကျင့်သမျှကိုခံသူဖြစ်၏ထို့ကြောင့်မလာရီရှိရသို့မပြန်မဲ့အပြင်မှာကြာရှည်မူးမနေနိုင်ရေတခါတော့လာကားထုတ်ပြီးစားနေ့တစ်နေ့၌ကိုအေးမောင်သည်ညစ်နက်မှအိမ်ပြန်လာသည်ညစ်နက်မှအိမ်ပြန်လာပြီဆိုလျင်မူးလာပြီးသားမှတ်ပေတော့သူသည်မူးလာတော့လဲဒရင်တရိုင်ဖြစ်အောင်မူသည်ကမဟုတ်သူ့လက်ထဲမှာတရုတ်ဆိုင်ကစားစရာအထုပ်တွေပါလာသည်ကျွန်တော်တို့လင်မယားသည်သူဝဲလာသောစားစရာကိုလုံးဝမတို့မထိကြပဲကိုခန်းထဲမှာကိုနေလိုက်ကြလေသည်သူသည်သားကြီးမောင်ဟင်းသားကိုနှိုးပြီးကြွေး၏မောင်ဟင်းသားသည်စားတော့ပြီးပြန်အိပ်သွားသည်ကိုအေးမောင်တို့လင်မယားသည်ကတော်တော်နဲ့မအိပ်ကြမိဖို့ကြောင့်မှသူတို့စားတော့နေတဲ့ကိုကျွန်တော်တို့ကြားနေရသည်ကျွန်တော်တို့အိပ်ပျော်တော်မူရှိသောအခါသူတို့လင်မယားရန်ဖြစ်တဲ့ကိုကြားရသဖြင့်မအိပ်နိုင်ကြတော့ပေမတိခြင်းမကြားခြင်းအောင်စောင်းနေ၍မဖြစ်သဖြင့်ကျွန်တော်တို့ထွက်ကြည့်လိုက်သောအခါကိုအေးမောင်သည်မလာရီကိုသပင်ဆွဲခေါ်ကအိမ်ပြင်ထုတ်၍ရိုက်မြည်လုံနေသည်ကိုတွေ့ရပေ၏မလာရီကိုစားကျွန်တော်တို့လွန်စွာမခံမရနိုင်ဖြစ်ကြ၏ကျွန်တော်ကဒေါသဖြင့်អော်လိုက်၏ဟဲ့ကိုအေးမောင်ဘာလုပ်တာကိုကျွန်တော်ဒီကောင်ကဘာမှနားမလဲဘာမှလားနားမလဲလားကျွန်တော်ပြောတာကိုလည်းနားမတော့ခန်းပြောနေသူသည်ကျွန်တော်ဤអော်လိုက်တန်ကြောင့်မလာရီသပင်ကိုဆွဲထားသည်ကိုတော့လွတ်လိုက်ပါ၏သို့တော်ရိုက်မြည်နှက်မြည်ဟန်ကတော့အပြည့်ရှိသေးသည်မလာရီကထိုင်ရှခိုးတော့မတက်ကြောက်ဟန်လက်ဟန်နှင့်ခေါင်းငုံကလက်ကကနေလေသည်ထိုမြင်ကွင်းကိုကျွန်တော်များစွာယွန်းရှာဆက်ဆုပ်သွားသည်အနိုင်ကျင့်နှိပ်စက်သူကိုဆက်ဆုပ်တဲ့လောက်အနိုင်ခံအရှုံးပေးသောမလာရီကိုဆက်ဆုပ်သွားသည်တကယ်တော့မလာရီသည်ယောက်ျားလှုပ်စာကိုစားနေရသူမဟုတ်သူလှုပ်အားနှင့်သူစားနေသူဖြစ်သည်ကိုအေးမောင်ကသာမလာရီလှုပ်စာကြောင့်ရသောစားစရာနေစရာကိုဝေခွဲခံစားနေပြီးသူရသမျှစရေးလားစာကိုသူ့ဘာသာသူတောက်စားသုံးဖြုံးနေသူဖြစ်သည်ပြီးတော့မလာရီသည်ကိုကာယဗလပြေဝသူဖြစ်သည်မူးနေသောကိုအေးမောင်ကိုမမူးသောမလာရီကအချိန်မရွေးပြန်ချလျင်ကိုအေးမောင်ခံရမည်မဟုတ်ချယခုမူမလာရီတီးခန့်နိုင်လွန်လာသည်အရှုံးပေးလွန်သည်မလာရီအသိဉာဏ်နှင့်စိတ်ဓာတ်ကထုံထိုင်းနှုံချလှသဖြင့်သာဒုက္ကလိုအနိုင်ကျင့်သမျှကိုငုံခန့်အရှုံးပေးနေခြင်းဖြစ်သည်ကျွန်တော်ဒီဒေါသထွက်ယုံမကယွန်းရှာဆက်ဆုပ်လှသဖြင့်ထိုမြင်ကွင်းကိုဒေါသဤအရှံဆက်ဆုပ်သည့်အရေးတို့ဖြင့်နောက်ထပ်တစ်ချက်ကြည့်လိုက်ပြီးဘာမှမပြောတော့ပဲကိုအခန်းထဲကိုပြန်ဝင်လိုက်လေသည်ပြီးနောက်မိခလုတ်တွေကိုပိတ်လိုက်၏ကိုအေးမောင်တို့လင်မယားလဲရံပွဲဆဲကငြိမ်ကြသွားပါပြီသူတို့ရံပွဲဆဲယုံမကအချက်နလန်ထနေကောင်းထနေကြပေတော့မည်ကျွန်တော်ကအိယာထဲမှာမကြင်မချမ်းဖြစ်နေတော့ဘာကြောင့်ဒီယောက်ျားကဒီလောက်နိုင်ထက်စီးနေလုံနေရတာလဲဘာကြောင့်ဒီမိန်းမကဒီလောက်နိုင်ထက်စီးနေလှုပ်ချင်းကိုခေါင်းငုတ်ခမ်းနေတာလဲလင်းနေမရဆက်ဆက်ရေးမှာဘာကြောင့်ဒီလောက်တစ်ဖက်ဆောင်နေဖြစ်နေရတယ်လဲကျွန်တော်ဒီအကြောင်းမျိုးမျိုးလှည့်ပြီးစဉ်းစားနေမိပါလေသည်နောက်တနေ့နက်နက်တွေကျွန်တော်ဒီကိုအေးမောင်ကိုစုဆုံးမရပြန်၏သူလွန်နေပြီဖြစ်ကြောင်းသူဒီနဲနဲတောက်ပါဆိုလျက်တောက်တာများလာပြီဖြစ်ကြောင်းမူးရင်အိမ်မပြန်ခဲနဲ့ဆိုပါလေရဲ့အိမ်ပြန်လာကြောင်း
အိမ်မှာမတောက်ပါနဲ့ဆိုထားပါလေအိမ်မှာထပ်တောက်ကြောင်းလင်ပရရံမဖြစ်ရန်ပြောနေသည့်ကြားကရံဖြစ်ကြောင်းမယားကိုမနှိပ်စက်ရန်တားမြစ်ထားပါလေရဲ့နှိပ်စက်ကြောင်းစသည်ဖြင့်သူလွန်ပုံကိုခရီးစိတွင်းကြပြောပြရ၏သူသည်သူလွန်မှန်းသိသဖြင့်ကျွန်တော်ပြောသည်များကိုဘာမှစင်ကြင်မတက်ဖဲနားထောင်နေ၏ဒီလိုမလုပ်ပါနှင့်ဟုတောင်းသည်များဂတိကိုလည်းသူပေးပါ၏ကျွန်တော်ကသူခံတာအောင်ချိုးသားသောစကားများဖြင့်သတိပေးလိုက်သည်နောက်ထပ်ဒီလိုလွန်လာရင်တော့ကိုတီးမခံနိုင်တော့ဘူးကိုရေးမောင်နဲ့ကိုတို့ခွဲနေရလိမ့်မယ်တနည်းအားဖြင့်တော့နောက်ထပ်ဒီအမှုကျူးလွန်လျင်အိမ်မဆင်းသွားကြရလိမ့်မယ်ဟုသတိပေးလိုက်ခြင်းဖြစ်လေသည်သို့တော့တကယ်တော့အမှုသမားကိုတီးမခံနိုင်၍အိမ်ကမောင်းထုတ်ရန်စဉ်းစားလိုက်တိုင်းအမှုသမားမယားကိုငဲ့ကွက်နေရသည်ကျွန်တော်တို့ဒီမလာရီအလုတ်ကိုတန်မိုးထားနေကြယုံမကသူ့ကိုလည်းတနာချစ်ခင်တွေ့တာနေကြလေပြီထို့ပြင်ကိုရေးမောင်သည်မမူးလျင်ကျွန်တော်တို့မိသားစုနှင့်ဆက်ဆံရမှာများစွာပြည့်ဖြစ်ပါသည်သူသည်ကျွန်တော်တို့လင်မယားကိုရိုသေလေးစား၏သူသည်သားကြီးမောင်ဟင်းသားကိုများစွာချစ်ခင်ပြီးပြုစုယူရ၏သူမမူးလျင်သူတို့လင်မယားကြားတွင်လည်းငြိမ်းချမ်းရေးမပြတ်ပြားထို့ကြောင့်ကိုရေးမောင်သည်နောက်ထပ်ဂရီးဖြတ်တော်လဲဂရီးပေးထားသည်ကိုအလေးအနက်မနာယူတော်လဲသူတို့လင်မယားကိုနှင်မထုတ်ဘဲတဲကြီးခံနေရလေသည်ဒီလိုနှစ်၄နှစ်လုံးတအိမ်ထဲမှာအတူနေခဲ့ရလေသည်သူတောက်တာမူရစ်တာသူ့ကိုရေးကိစ္စသူတို့လင်မယားကိစ္စမှလည်းသူတို့အိမ်တွင်းရေးငါတို့ကမဆွတ်ဖက်ပါဘူးဖြစ်ချင်းတလို့ဖြစ်နေကြတော့ဟုဆိုကာဥပိ္ပခါရှုနေလို့လည်းမရတအိမ်နဲ့အတူနေရလေတော့သူ့အရက်ကိစ္စနဲ့သူတို့လင်မယားကိစ္စမှာပါတလောက်ပါနေခဲ့ရလေသည်သူတို့လင်မယားကျွန်တော်တို့ရောက်လာပြီး၄နှစ်ကျော်ကြာလေတော့ကျွန်တော်တို့အိမ်မှာသူတို့ဆင်းသွားရန်ကိစ္စတရက်ဖြစ်ပေါ်ခဲ့လေသည်ကျွန်တော်ပြည်သူတရုတ်နိုင်ငံသို့ချစ်ကြည်ရေးခရီးသွားနေချိန်ဖြစ်သည်ကိုအေးမောင်ဤပြစ္ဆုတ်ပံဘဝမှာနေကြတော်လဲသူ့ဘဝအစတခုသောအတိတ်ကဆွေကုံမျိုးကုံကြောင့်သူ့အတွင်းစိတ်တည်းနှင့်ဆွဲကပ်နေသောမာမာနာသည်အားနေယုံသာအားနေသွားသည်ပျောက်ကွယ်သွားသည်မဟုတ်မူတော့အာကြီးနှင့်ထိုမာမာနာကပြန်ပေါ်သည်ထိုအခါမာမာနာတက်သောစကားကိုဆိုတတ်သည်ကြက်ကောင်းစိတ်မခံပြုမှု၍ပြတတ်သည်ထို့ကြောင့်တနေ့တော့သူသည်အယက်သမားအဖော်တယောက်နှင့်အိမ်ပြန်လာပြီးညနေတကောင်အထိမူယူစကားများနေလေရာဒီမခံနိုင်တော့ကျွန်တော်ဇနီးတဲ့ခင်ကြီးနှင့်ကြောက်ကဆက်ဖြစ်ကြ၍ကြက်ကောင်းစိတ်မခံပြုမှုတတ်သောခင်ကြီးကသူ့ကိုအိမ်မှဆင်းသွားဟုမောင်းနှင်ချလိုက်လေသည်ကိုအေးမောင်ဤမာမာနာအတော်ထိသွားသည်သူသည်အတော်ရှက်သွားပြီးဘာမှမပြောတော့ပဲညရင်းချင်းမလာရီကိုခေါ်ကအိမ်မှဆင်းသွားလေသည်သူတို့သည်ကန်တော်ကြီးပတ်လန်းယခုမြေပရိသနေရာလမ်းဘေးတဲအိမ်တအိမ်မှာမိတ်ဆွေတဦးနှင့်ပေါင်း၍နေကြလေသည်သူကစရေးအလုတ်မလာရီကအပြင်လူတစ်ယောက်နှစ်ယောက်ကိုထမင်းလာကားနှင့်ကျွေးသောအလုတ်လုပ်၍နေကြလေသည်သူတို့၏အခြေအနေကမဆိုးပါထိုအချိန်၌ကျွန်တော်တို့တွင်မောင်ဟင်းသာအပြင်ဒုတိယသားမောင်အာသာလည်းရှိနေပါပြီသမီးကြီးသားမမွေးကသာဖြစ်လေ၏ကျွန်တော်မိမသည်အလုတ်တစ်ဖက်နှင့်ဖြစ်၍ထမင်းချက်ကလေးထိန်ကူပေါ်လောင်ဘက်မရှိလျင်မဖြစ်ပါအိမ်မှာမလာရီရှိတော့ငါပင်အိမ်မူရေးတာဝန်တွေကိုတယောက်ထဲမနိုင်၍ကလေးထိန်ရန်လူငားရသည်သို့မဟုတ်ဆွေမျိုးသားချင်းတယောက်ယောက်၏အကူအညီကိုယူရသည်ယခုမလာရီမရှိတော့အကျက်အတဲတွေ့ရ၏ထမင်းချက်ကလေးထိန်စသည်ဖြင့်ငှားရ၏သူတို့သည်မလာရီတယောက်စာကိုနှစ်ယောက်လောက်ကြလင့်ကစားထောင်းမစေးကြပါသူတို့ကလည်းကျွန်တော်တို့ကိုမကျေနပ်ကျွန်တော်တို့ကလည်းသူတို့ကိုမကျေနပ်နဲ့အိမ်ပေါ်ပြဿနာမကြခဏပေါ်၏ကိုအေးမောင်တို့လင်မယားအိမ်မှာမနေသည့်၃နှစ်မြအတွင်အိမ်ပေါ်၄-၅ယောက်ပြောင်းရလေသည်ကိုအေးမောင်နှင့်မလာရီတို့သည်ကျွန်တော်တို့အိမ်မှာမနေတော့တော်လဲလူချင်းအဆက်ပြတ်မသွားပါအထူးသဖြင့်သူတို့သည်ကျွန်တော်တို့ကလေးများနှင့်ကင်းမနေနိုင်ကြမလာရီသည်သူကိုယ်တိုင်အိမ်ကိုအဝင်အထွက်လုပ်ယုံမကကိုအေးမောင်ကိုပါခေါ်လာတတ်သည်ကြောင်ပြချက်ကတော့မောင်ဟင်းသားကိုခေါင်းရိပ်ပေးရန်သပိန်ဖြင့်တင်ပြီးအလဲလျှောက်ဖို့ရန်စသည်ဖြင့်ဖြစ်လေသည်တခါမောင်ဟင်းသားကသူတို့အိမ်လိုက်အိတ်တက်သည်နောက်ပြီးတော့ငယ်ငယ်ကလေးကပင်အိမ်လဲကျင်သောမောင်အာသာကိုသူတို့အိမ်သို့ခေါ်သွားလေသည်သူတို့လင်မယားသည်ကန်တော်ကြီးဥယျာဉ်ကြားရှိလမ်းများတွင်မောင်အာသာကိုလမ်းလျှောက်တင်ပေးတတ်ကြလေသည်မလာရီကအပြင်လူကိုထမင်းလာကားနှင့်ကျွေးသည်ဖြင့်အပေါ်ဝင်ငွေရတော်လဲသူတို့သည်ရင်းလုပ်ကိုကြဲကြဲပြဲပြဲလုံနိုင်ခြင်းမရှိပါကိုအေးမောင်သည်မလာရီထမင်းလာကားနှင့်ကျွေးသောအလုံးမှာမိမြဝင်ငွေကောင်းကောင်းထိုအလုတ်လုံးနေ၍မလာရီအလုတ်များပြီးသူ့ကိုအလုတ်အကျွေးမပြုတ်နိုင်လျင်ခွဲမလွတ်နိုင်သူကိုဦးစားပေး၍လှုပ်ကြွေးရမည်ဟုစွဲမြဲယုံကြည်နေသူဖြစ်သည်
ထို့ကြောင့်အလုတ်ကိုမတိုးချက်နိုင်ခြင်းဖြစ်ပါ၏ထို့ပြင်ကိုအေးမောင်ဝင်ငွေပိုရလျင်ပို၍တောက်စားသုံးဖြုံးသူဖြစ်၏ထိုမြတာမကသေးအလောင်းအကစားပင်ဖတ်လာလေ၏ကျွန်တော်တို့နှင့်နေစဉ်ကမှကိုအတော်ထိမ့်သိမ့်နေထိုင်သေးသည်ခုတော့အတော်လွတ်နေ၏မလာရည်သည်ကျွန်တော်တို့နှင့်ခွဲနေခြင်းအပြင်သူတို့လင်မယားမှအကျိုးမများအကျိုးသာရုပ်သည်ကျွန်တော်တို့မိသားစုမှလည်းသူတို့မရှိ၍ဒုက္ခများသည်ဟုသဘောပေါက်နေပါသည်ကျွန်တော်တို့မိသားစုမှလည်းမလာရည်မရှိ၍မဖြစ်ဟုသဘောပေါက်ကြပါသည်မလာရည်ကိုလိုချင်လျင်ကိုအေးမောင်ကိုတီးခံရမည်သာတို့ဖြင့်1955ခုနှစ်တွင်သူတို့လင်မယားကျွန်တော်တို့အိမ်သို့ပြန်ရောက်လာကြလေသည်သူတို့လင်မယားနေဖို့တက်ခြံထဲမှာတဲကလေးတစ်လုံးထိုးပေးထား၏တအိမ်ထဲမှာလင်မယားနှစ်တွဲနေရသည့်ထက်ပိုးအဆင်ပြေပါ၏ကိုအေးမောင်သည်ကျွန်တော်တို့၏မလာရည်မရှိလျင်မဖြစ်ဟုသောအားနည်းချက်ကိုအမျက်ထုတ်ထားသူကမဟုတ်ပါဤအားနည်းချက်ကိုအမျက်ထုတ်ပြီးရောင်းတက်ခြင်းမရှိပါသူသည်ကျွန်တော်ကိုလေးစားချစ်ခင်၏ကလေးများကိုချစ်ခင်တွေ့တာ၏ကျွန်တော်ကြိုက်သောပုံစံမျိုးဖြင့်သူနေနိုင်ရန်ကြိုးစားပါ၏သို့တော်သူအားနည်းချက်ကအရက်ဖြစ်နေလေပြီနည်းနည်းတောက်မိဆိုတိုင်းများများတောက်မိသည်တောက်ပြီးမစူးမပူပါဟုဆိုလျက်စူးပူမိသည်သူသည်ကျွန်တော်ရှေ့မှမမူးဟန်ဆောင်တတ်၏သူသည်ဖုံးဖိရန်ကြိုးစားပါလျက်အမူးပေါ်လေကများစွာမခံကြီးမခံတာဖြစ်တတ်လေသည်ထို့ကြောင့်အခများစွာကျွန်တော်ကသူမူးသည်ကိုမသိဟန်ဆောင်နေရလေသည်1956ခုနှစ်တွင်ကျွန်တော်သည်ပါမညာတာအဖွဲ့ဝင်အတိုက်ခံပါလီမန်အမတ်ဖြစ်လာပြီး1960ပြည့်နှစ်တွင်အမတ်အဖြစ်မှပြုတ်သွားခဲ့၏တန်ရှင်းတီမြက်ဖားစာပါလာကွဲကြပြီးနောက်ဗိုလ်ချုပ်ကြီးနေဝင်၏အိမ်ဆောင်အစိုးရတက်လာ၏ထို့နောက်ဦးနု၏ပါထဆအစိုးရကျွန်တော်သည်တဲတာတာဖြစ်သောအိမ်ဟောင်းကိုဖျက်ကာထိုအိမ်ထက်ပိုကြီးပြီးသို့မို့ပြင်တောင်ကာတိုက်ခန့်အိမ်တစ်လုံးကိုစောက်လိုက်လေသည်အိမ်ဟောင်းမှရသောတင်များဖြင့်ကျွန်တော်ခြံထဲမလာရီတို့နေသောလက်ရှိတဲကလေးနေရာမှာပင်သူတို့အတွက်အိမ်တန်းရတစ်ခုတည်တံ့ဆောက်ပေးလိုက်လေသည်ပထမတော့တဏီမိုးနောက်တော့တွတ်ရှာပြီးမိုးပေးလိုက်လေသည်အိမ်တအိမ်လျင်သို့မဟုတ်ခုခေတ်တိုက်ကြီးများတွင်အခန်းစုတစ်ခုလျင်လင်မယားတတွဲထက်ပိုးမနေရေးဟုသောမူသည်ကျွန်တော်ချံပရဝုံအတွင်းမှာတော့ရုပ်လုံးပေါ်သွားလေပြီအမှုသမားနှင့်အိမ်ခွဲနေရခြင်းကြောင့်ဝင်တုတ်ဝင်ပိုးကြီးတစ်ခုကျသွားသည့်အလားစိတ်ပေါ့ပါပြီးစိတ်ချမ်းသာသွားပါသည်ကိုရေးမောင်တို့လင်မယားလည်းအတော်စိတ်ချမ်းသာသွားကြပါသည်သူတို့တန်းလျားမှာမိဖို့ကန်လဲပါရာမလာရည်သည်သူ့လင်အတွက်ကြိုက်တတ်သောဟင်းလျာများကိုတိတန့်ချက်ပြုတ်ပြီးကျွေးတတ်သည်အိမ်တန်းရများမှာရေစုံမီးရစုံဖြင့်နေခြင်းစပွဲဖြစ်သည်အိတ်ခမ်းနှက်ခမ်းနှင့်ဧကန်တစ်ခမ်းရှိလေရာကျဲပြတ်မှသည်အိမ်ပတ်ဝန်းကျင်မှာတစ်ပင်ပန်းပင်တွေနှင့်တာယာသည်ကျွန်တော်တို့အိမ်နှင့်သူတို့အိမ်ကိုအုပ်အင်္ဂရိလမ်းဖြင့်ဆက်ပေးထားသည်လမ်းဘေးမှာကွန်းသီးပင်များကွန်းသီးပင်စသည်တို့တွင်တစ်ခွပန်းပင်များထိုအိမ်မျိုးတွင်ယခုခေတ်ရုံးဝင်တော့အချို့ပဲမနေနိုင်ကြပါကိုအေးမောင်ကစရေးကြီးစီးစိမ်ကိုထိုအိမ်မှာကောင်းမွန်စွာခံစားနေလေ၏ခန်းခွန်သပင်ပြူအပြန်အလှန်နှုတ်ပေးကြရသည့်အရွယ်တိုင်သူတို့လင်မယားအတွက်အိမ်တန်းရတီးတန့်ဆောက်ပေးထား၍သူတို့ပြောင်းရွှေ့နေချိန်တွင်ကျွန်တော်တို့မှာသားသမီး၄ယောက်ရှိနေလေပြီဟန်တာမြင့်အာတာမြင့်ကြည်တာမြင့်နှင့်ခွန်တာမြင့်တို့ဖြစ်ကြ၏သမီးကြည်တာမြင့်မွေးစားကမလာရီနှင့်ကင်းကွာပြီးလက်အမျိုးမျိုးပြောင်းရသောကြောင့်တော်တော်ဒုက္ခရောက်ရရှာသည်တားငယ်ဆုံးမောင်ခွန်တာမွေးချိန်တွင်မလာရီတို့အိမ်ပြန်ရောက်နေကြပေပြီမလာရီသည်သမီးကြည်တာကိုသိမ့်မချစ်ပါအကြောင်းတစ်ကြောင်းကတော့သမီးမွေးစားကသူနှင့်ကင်းကွာခဲ့ခြင်းကြောင့်ဖြစ်သည်အခြားတစ်ကြောင်းကတော့မလာရီသည်သမီးမိန်းကလေးများကိုမလိုလားပဲသားယောက်ျားကလေးများကိုသာလိုလားခြင်းဖြစ်၏မောင်ခွန်တာသည်သားငယ်ဆုံးဖြစ်ပြီးမွေးကလေးကမလာရီလက်ထဲရောက်သွားရာမလာရီကိုတွေ့တာလှ၏မလာရီသည်ဘာတချင်းကိုမျှမဆိုတတ်ပါသို့မဟုတ်သူတချင်းဆိုသည်ကိုကျွန်တော်မကြားဘူးပါထွင်းချက်မှာသားချော့တချင်းဖြစ်ပါ၏ကျွန်တော်သားသမီးများအတွက်သားချော့တချင်းများတီဆိုလေးရှိရာမောင်အာတာအတွက်အများဆုံးတီဆိုသည်ကိုကျွန်တော်မှတ်မိ၏ကျွန်တော်အမှတ်မိဆုံးမလာရီတချင်းကလူကလေးရဲ့ဖြူဖြူဘိုင်းတောင်ကလေးနှင့်တူဘိုင်းတောင်းနှင့်အတူထားဘိုင်းတောင်းနှင့်မှားဟူ၍ဖြစ်သည်ထိုတချင်းကိုတီဆို၍မောင်အာတာကိုမလာရီချော့ပုံသဘောကျလာသဖြင့်ကျွန်တော်သည်သွေးတောက်မဂဇင်းမှာဆောင်းပါးရေးခဲ့ပူပါသည်တခါကကျွန်တော်တို့မိသားစုသည်မုံရွာဘူးတလင်သို့တွားလည်ကြလေသည်
မောင်ခွန်တာကငယ်ငယ်ကလေးဖြစ်သည်ငိုတက်ယိုတက်ပူဇာတတ်သည်ကျွန်တော်တို့သည်မုံရွာမှတက်ဆင့်ဘူးတလင်သို့သွားကြရ၏ဘူးတလင်တွင်ညအိတ်ကြရာမောင်ခွန်တာသည်အိမ်ပြန်မယ်တော်တော်စီပြန်ဖို့ဟုပူဇာနေပြီးမအိပ်ဖဲနေလေသည်အတန်တန်ချော့တော်လဲတော်တော်နှင့်မအိပ်ငိုယိုပူဇာရ၍အတော်ကြီးမောသွားမှသာအိပ်လေတော့၏နောက်တစ်နေ့တွင်လည်းဆက်ပူဇာနေသည်ရန်ကုန်အပြန်ခရီးတွင်မန္တလေးသို့ဝင်ကြရာမောင်ခွန်သားသည်အိမ်ပြန်မယ်တော်တော်စီပို့ဟုဆက်ပူဇာနေလေပြီခင်ကြီးနှင့်အခြားကလေးများသာမန္တလေးမှာ2ရက်3ရက်ဆက်နေပြီးကျွန်တော်ကတော့မောင်ခွန်သားကိုခေါ်ကာရန်ကုန်သို့တောက်လျှောက်ပြန်ခဲ့ရလေ၏သူ့အဖို့မလှရည်သည်အိမ်သည်မလှရည်ဖြစ်နေလေသည်ခွန်သားသည်မလှရည်ကိုကတ်လွန်အားကြီးသဖြင့်မလှရည်မှာအခြားအိမ်မှုရေးရလုပ်ငန်းများလုပ်ရာတွင်အခက်အခဲတွေ့ရသည်တခါထမင်းချက်ရာတွင်ခွန်သားကိုကြောပိုး၍ချက်ရ၏တခါကအာတာကိုထိန်းရန်မတ်စိတ်ညွန့်ဆိုသောမုတ်ဆိုးမတစ်ယောက်ကျွန်တော်တို့အိမ်မှာအလုပ်လုပ်ခဲ့သည်သူနှင့်အရွယ်မရောက်သေးသောမခင်အေးဟုခေါ်သည့်သမီးကလေးတစ်ယောက်ပါလာ၏မတ်စိတ်ညွန့်အလုပ်ထွက်သွားသောအခါကျွန်တော်တို့ကထိမ့်သိမ်းဆောက်ရှောက်ထားရန်သမီးမခင်အေးကိုဖတ်ထားခဲ့လေသည်မခင်အေးကမောင်ခွန်သားကိုထိန်းရှာပါ၏သို့သောမောင်ခွန်သားသည်မလှရီကိုသာတွေ့ကပ်နေသည်မခင်အေးနောက်သို့တိတ်မလိုက်ပါနောက်တော့ခွန်သား၏အကိုများနှင့်အတူမခင်အေးကိုကြောင်းထားလိုက်ရပါ၏ကျွန်တော်တို့အိမ်တွင်တခါတရံဆွေမျိုးသားချင်းများတယောက်တစ်လဲစီဆိုသလိုတခါတော့2ယောက်တစ်ပြိုင်တည်းဆိုသလိုလာရောက်နေထိုင်တတ်ပါ၏ကလေးတို့၏အဖွာအရင်ကလေးတို့၏အတော်အဖွာကလေးတို့၏ဒေါ်လေးဒေါ်ကြီးစသည်တို့ဖြစ်သည်သူတို့လည်းကလေးများကိုကူညီထိန်းသိမ်းကြပါ၏သို့တော်သူတို့သည်ကျွန်တော်တို့ကလေးအားလုံးကိုတန်းတူညီမျှတညီတညွတ်ထဲချစ်သည်မဟုတ်ဘယ်အဖွာကတော့ဘယ်ကလေးကိုပိုချစ်သည်ဘယ်အတော်ကတော့ဘယ်ကလေးကိုမျက်မုံးကျိုးသည်စသည့်ကိစ္စများရှိတတ်သည်ကလေးချင်းပြိုင်၍သူတို့ချင်းရန်ဖြစ်သည်လည်းရှိတတ်၏သူတို့၏ချစ်ချင်းမချစ်ချင်းတို့အပေါ်တွင်မူတည်၍ကလေးများကိုဆက်ဆံကြသည်ကလေးများကသူတို့အပေါ်ထိုနည်း၎င်းပင်ချစ်လျင်ချစ်သလိုမချစ်လျင်မချစ်သလိုမျက်မုံးကျိုးလျင်ကျိုးသလိုတုံ့ပြန်ကဆက်ဆံကြလေသည်မလှရည်သည်သမီးကြည်သာကိုသိမချစ်တားယောက်ျားကလေးတွေကိုသာချစ်ကြောင်းအထက်တွင်ဖော်ပြခဲ့ပါသည်သို့သောကလေးအလုံးကိုကျွေးမွေးပြုစုထိန်းချောင်းရမှာသူတာဝန်ဟုမှတ်ယူထားပြီးဒန်းတူကျွေးမွေးပြုစုသည်ဒန်းတူဂယုတစိုက်ထိန်းချောင်းသည်ထို့ကြောင့်လည်းကလေးအလုံးကသူ့ကိုခင်မင်ကြသည်တခုကွာခြားချက်မှာတော့တားတွေကမလှရည်ကိုပိုကတ်ကြပြီးသမီးကတော့အဖေအမေကိုသာကတ်ခြင်းဖြစ်သည်တားတွေကမလှရည်ကိုကတ်ခြင်းမှာသူတို့ကြီးများသလောက်မလှရည်ကအလိုလိုက်ခြင်းကြောင့်ဖြစ်သည်ဘာမဆိုတဲကြီးခံနိုင်သောမလှရည်ကြာတော့ကျွန်တော်တို့ကမလှရည်ကိုပြောယူရသည်ကလေးတွေကိုဒီလောက်လိုမလိုက်နဲ့သမီးကြည်သာသည်မလှရည်ကသူ့ကိုသိမချစ်ကြောင်းကလေး၏သဘာဝစိတ်ဖြစ်ပင်သိရှိခံစားရဟန်တူသည်တူရီသောသမီးကလေးအပေါ်ကျွန်တော်တို့ထားအပ်သောအချစ်ကိုလည်းကလေး၏သဘာဝစိတ်ဖြစ်ပင်သိရှိခံစားရဟန်တူပါသည်ထို့ကြောင့်မလှရည်ကိုမကတ်ဖဲကျွန်တော်တို့ကိုကတ်ခြင်းဖြစ်လေ၏မလှရည်အသက်ကလည်းကြီးလာပြီးသားသမီးတို့ကလည်းတဖြည်းဖြည်းလူလားမြောက်လာတော့ဆက်ဆက်ရေးမှာအနေချင်းပြောင်းလဲလာ၏သားတို့သည်မလှရည်ကိုချစ်ခင်မြဲချစ်ခင်တော်လဲမလှရည်အပေါ်မှာကြီးများသေးပင်ဖြစ်တော်လဲသိမကတ်ကြတော့ကြသူတို့ဤမိုးကုတ်ဆက်ဝိုင်းကကျဲလာပြီဒီကြောင်ပေါင်းသင်းပွဲလန်းတပင်ယောက်ျားနှင့်မိန်းမဆက်ဆံရေးတွင်သဘာဝအားဖြင့်ပင်ယောက်ျားကမိန်းမကိုအနိုင်ကျင့်တတ်သောဉာဏ်အစဉ်သဖြင့်ကိန်းအောင်းနေဟန်ရှိပါသည်သားတို့၏အပြုအမူတွင်မလှရည်ကိုအနိုင်ကျင့်လိုဟန်တွေ့မြင်လာရသည်ဘာကိစ္စမဆိုကြီးများတတ်ကြသည်မလှရည်သည်သူတို့အနိုင်ကျင့်လိုဟန်ကိုသတိပြုမိပုံမပေါ်ပါသူတို့ကြီးများသလောက်အလိုလိုက်မြဲလိုက်ပါသည်ကျွန်တော်ကသာအလိုသိမ့်မလိုက်နှင့်ဟုတစ်ဖက်ကမလှရည်ကိုသတိပေးရတယ်လို့အခြားတစ်ဖက်ကသားတို့မင်းတို့မလှရည်ကိုငွေဝဲကျွန်းလို့အခိုင်းစီလို့သဘောမထားနဲ့ဟုဆုံးမရလေသည်သမီးမိုးကုတ်ဆက်ဝိုင်းကလည်းကျဲလာပါ၏ကြောင်းအပေါင်းအသင်းပွဲလန်းတပင်သို့တော်သမီးသည်မိုးကုတ်ဆက်ဝိုင်းကျဲသလောက်အဆုံးလျှောက်သွားလို့သောအာတာဆန္ဒမရှိအိမ်မေ့ရမေ့မဖြစ်သားတွေကကြီးလာလေလေလူကြီးမိဘတွေနဲ့ခက်ကင်းကင်းနေလိုလေလေဖြစ်ပြီးသမီးကတော့လူကြီးသူမတွေနဲ့ကင်းမနေနိုင်မနေလို့သမီးသည်တခြားအလုံးကျွန်တော်တို့ကိုကတ်ခဲ့တယ်လို့
မလာရီကိုလည်းကတ်လာလေ၏ကတ်ဆိုကြည်သာမြင့်ဟုခေါ်သောကောလိပ်ကျောင်းသူကြီးသည်မလာရီ၏ရင်ခွင်ထဲဝင်းထိုင်တတ်သည့်အထိကတ်လေသည်ပြီးတော့အိမ်မှုရေရာတာဝန်များတွင်ကြည်သာကမလာရီအဖော်ဖြစ်သည်တို့ဖြင့်မလာရီသည်သားတွေထက်သမီးကိုပိုချစ်နေလေပြီကိုအေးမောင်နှင့်သားသမီးများဆက်ဆံရေးမှာလည်းကိုအေးမောင်မမူးလျင်ဘာပြဿနာမှမပေါ်ပါသူသည်မောင်ဟင်းသားကိုချစ်ဆုံးဖြစ်ပါ၏သို့တော်ပေးတရားကျွေးတရားရှိလျင်အခြားကလေးများကိုလည်းတန်းတူပင်ပေးပါကျွေးပါ၏သူသည်အိမ်ပြန်လာ၍စားစရာပါလာရင်ကျွန်တော်တို့အိမ်ပေါဝါမှနေပြီးကလေးများနာမည်ကိုဟစ်အော်ကသူတို့အိမ်သို့ခေါ်သွားတတ်လေသည်သူကထို့သို့အတန်မပေးပဲပြန်လာရင်လည်းကလေးများကဘာပါတယ်လဲဦးဟုအော်မေးတတ်ကြသည်ကိုအေးမောင်သည်မောင်ဟင်းသားကိုအထူးချစ်သဖြင့်ကိုဟင်းသားကြီးဟုခေါ်ပြီးအငယ်ဆုံးမောင်ခွန်သားကိုလည်းချစ်စနိုးဖြင့်ဘိုးခွန်းဟုခေါ်လေသည်သို့တော်ကိုအေးမောင်မူသောအခါများ၌သူတို့အချင်းချင်းပြဿနာပေါ်တတ်လေရာကျွန်တော်ကသားသမီးများကိုကိုအေးမောင်တော်တန်မူးနေပြီဆိုလျင်ပဲအနာမကတ်ကြနှင့်ဟုတားမြစ်ထားရသည်တို့ကလေးတားမြစ်ထားသည့်ကြားကတခါကိုအေးမောင်မူးနေပါလျက်သားသမီးများကကတ်တတ်ကြသည်သူတို့မကတ်အဖက်မနေနိုင်အောင်လဲသူတို့လင်မယားကဟေ့လာကြဟေ့ဘာစားရအောင်ညာစားရအောင်ဟုအော်ခေါ်တတ်ကြသည်မဟုတ်ပါလားကိုအေးမောင်သည်ခတ်ထွေဖြစ်နေရင်ရေဒီယိုကိုကျဲလောင်စွာဖွင့်ထားရာသူ့အနီးရောက်နေသောမောင်ဟင်းသားကရေဒီယိုတိုးဖွင့်ရန်ပြောလေသည်ကိုအေးမောင်ကကျဲလောင်စွာဖွင့်ုံမကမင်းကကောလိပ်ကျောင်းသားမို့လူလယ်လောက်တာလားဟုချဲလေသည်ထို့သို့ချဲယုံနဲ့အားမရသေးပဲကိုအေးမောင်သည်မောင်ဟင်းသားကိုနိုင်ထက်စီနှင်ထပ်ပြောလေ၏ထိုအချိန်တွင်လူတစ်လုံးသူတစ်လုံးဖြစ်နေသောမောင်ဟင်းသားကတီးမခံနိုင်ထို့ကြောင့်သူတို့နှစ်ယောက်စကားများရန်ဖြစ်ကြသည်သို့တော့အချင်းချင်းရိုက်မောင်းပုံမောင်းဖြစ်သည့်အထိလွန်မသွားအောင်အခြေအနေကိုထိန်းနိုင်ကြသဖြင့်တော်ပါသေး၏မောင်ဟင်းသားသည်ထိုနေ့ကစ၍ကိုအေးမောင်ကိုစကားမပြောတော့ကြသူသည်ကိုဟင်းသားကြီးကစကားမပြောသည်ကိုအခန့်ရခက်ရှာ၏မုံရွာမှကျွန်တော်နောင်တော်ကြီးကိုပါထွန်းရန်ကုန်သို့ရောက်လာသောအခါကိုအေးမောင်ကမျက်ရည်သက်လက်ဖြင့်တိုင်လေသည်ကိုဟင်းသားကြီးကကျွန်တော်စကားမပြောဘူးဗျကိုအေးမောင်နှင့်မောင်အာသာတို့ကြားမှာပေါ်သည့်ပြဿနာကတော့တစ်မျိုးဖြစ်သည်ဒါအလက်မောင်အာသာမြင့်သည်ဘဝကိုလေးလေးနက်နက်ခံယူသူမဟုတ်ဘဝရည်မှန်းချက်ကြီးမထားလွယ်လှုပ်၍ဖြစ်သည်များနှင့်ရောင်ရဲသည်ဟိုဆက်ဒီဆက်ပါခြင်းစမ်းကြည့်ခြင်းသည်ကိုအေးမောင်အရက်တောက်ရမှာသူပါခြင်းသည်အကယ်၍မောင်အာသာအရက်ကြိုက်သွားမည်ဆိုရင်သူတာဝန်ဖြစ်မည်ဆိုသဖြင့်ကိုအေးမောင်ကအာမပေးဟုသိရပါ၏သို့တော်သူကိုယ်တိုင်ကမူးနေရင်ဟိုဆက်ဒီဆက်ပါခြင်းသောလူငယ်ကိုဘလို့လုပ်ပြီးတားမြစ်နိုင်ပါမည်နည်းထို့ကြောင့်တနေ့သောမောင်အာသာသည်မကြာခဏကိုအေးမောင်၏အရက်ကိုယူတောက်တတ်သည်ဟုသောပြဿနာပေါ်လာလေသည်ကိုအေးမောင်အတော်မူးလာရင်ပင်သူ့အနာမကတ်ကြရဟုသောစည်းကမ်းကိုသားသမီးများအတွက်ချမှတ်ထားတော့လေထိုစည်းကမ်းကိုတသွေမတိန်လိုက်နာကြရန်အကြက်ကင်ဖို့ကခက်ခဲပါ၏ကိုအေးမောင်မမူးလျင်နှင့်ကိုအေးမောင်မူးရင်ဟုသောကတ်တားချမှုကပင်ခက်ထက်လာ၏အပြင်ကတောက်လာပြီးအိမ်ရောက်မှမူးသည်လည်းရှိ၏အပြင်မှနည်းနည်းတောက်ပြီးအိမ်ကြမှဖြည့်တောက်ကတဖြည်းဖြည်းအမူးရင့်လာသည်လည်းရှိ၏မူးပြီးဘသူနှင့်မျှကြောက်ကစားမဖြစ်ဖဲအိပ်ပျော်သွားသည်လည်းရှိ၏သို့မဟုတ်မူးပြီးတယောက်နှင့်ကြောက်ကစားဖြစ်ကစူပူရန်ကားနေသည်လည်းရှိ၏အခြားတယောက်နှင့်ကြောက်ကစားဖြစ်เสียမရှိလျင်အိပ်ပျော်နေသောမလာရီကိုနှိုး၍ကြောက်ကစားဖြစ်အောင်လုပ်ရသဖြင့်ဖြစ်ရသောစူပူမှုလည်းရှိ၏သို့ကလို့ကိုအေးမောင်မူသည်သို့မဟုတ်မမူဟုသောကတ်တားချရန်ခဲရင်းသလိုချစ်ခိယင်းဤသူကြီးကိုကတ်တားချရန်ကလည်းခက်ခဲပါသည်တခါတော့ကိုအေးမောင်သည်ခတ်ထွေနှင့်ပြောတတ်သည်ကျွန်တော်သားသမီးများကိုပတ်တလားတီးရင်တချင်းဆိုပြတတ်သည်သို့မဟုတ်ရေဒီယိုတီးမုတ်တံမှာကပြတတ်သည်ကလေးတွေကတဟာတဝဝရဲကသူဤဖြောပြမှုဟာတာရတ္တကိုခံစားကြလေသည်ကျွန်တော်တို့မိသားစုနှင့်သူတို့လင်မယားမှာတခါတိုးတဲ့စားကြပြီးတခါအိုးခွဲစားကြသည်မိတို့ပင်စားရေးတောက်ရေးမှာဒွေရောရှက်တင်ဖြစ်ကြသည်သူတို့လင်မယားရောက်ခါသားကကျွန်တော်တို့နှင့်တိုးတဲ့စားရပြဿနာမှာရှင်းပါသည်ကျွန်တော်တို့ကလုံးဝအကုန်ကြခံရသည်ချက်သမျှပြုတ်သမျှကိုလည်းမျှတတာခွဲဝေစားကြသည်အိုးခွဲစားတော့ပြဿနာပေါ်သည်တခါတော့နှစ်အိမ်နှစ်အိုးပြတ်တာခွဲစားကြသည်နှစ်အိမ်စလုံးအတွက်နှစ်အိုးစလုံးကိုမလာရီပင်ချက်ရသည်
ကြာတော့အလုံများလွန်းသဖြင့်သူမတက်နိုင်တော့ပါဒီတော့တခါတဝက်တစ်ပြက်အိုးခွဲချက်ရသည်သမင်းနှင့်အချို့ဟင်းတွေကိုကျွန်တော်တို့မီးဖို့ကြောင့်မှတအိုးတည်းချက်ပြီးသူ့လင်ကြိုက်တတ်သောအထူးဟင်းသို့မဟုတ်သူတို့ဧည့်သည်အတွက်ဟင်းကိုသူတို့မီးဖို့ကြောင့်မှချက်သည်သို့မဟုတ်ကျွန်တော်တို့မီးဖို့ကြောင့်မှကြီးချက်သည်မလာရီအတွက်တက်တာလာသောအလုံးမဟုတ်သို့တော်နှစ်အိမ်နှစ်အိုးချက်သည်ထက်တော်သေး၏ဤတွင်ပြဿနာတရပေါ်လာ၏မီးဖို့ကြောင့်နှစ်ခုစလုံးကိုမလာရီပင်အုတ်ချုပ်သည်ဖြစ်ရာတခါတရံလားနေတတ်သောဆွေမျိုးသားချင်းများကတိုင်ကြတော်ကြသည်မလာရီကကျွန်တော်တို့မီးဖို့ကြောင့်မှစီငံပြားငရုတ်တိမဆလာစသည်တို့ကိုသူ့မီးဖို့ကြောင့်တို့ယူသွားသည်တဲ့ကျွန်တော်ဇနီးတဲ့ကရှူလက်မတက်နိုင်ဘူးလေဒီလောက်တော့တဲကြီးခံရမှာပေါ့ဟုပြောကပြဿနာကိုရှင်းရလေသည်သို့တော့တခြားနည်းလဲလိုရသေး၏မလာရီသည်ဈေးဝယ်သောအခါနေ့စဉ်ဈေးဝယ်စရင်နှင့်လစဉ်ဈေးဝယ်စရင်နှစ်မျိုးလုပ်သည်သူသည်စာမတက်တော်လဲဝယ်ခဲ့သောကုံအမျိုးအမည်အားလုံး၏စရင်ကိုမှတ်မိ၏အိမ်ပြန်ရောက်သောအခါစာတက်သောကိုအေးမောင်ကိုဖြစ်စေကျွန်တော်သားသမီးများကိုဖြစ်စေအခြားသူတဦးကိုဖြစ်စေရေးမှတ်စေလေသည်တလလုံးအတွက်ကုန်ပစ္စည်းဝယ်သောစရင်ကိုလည်းဤသို့ပင်လစဉ်လုပ်၏ဤကိစ္စမျိုး၌မလာရီမှတ်ညံကိုအံ့ဩရသည်အိမ်နီးနာချင်းနှင့်ဆွေမျိုးသားချင်းအချို့ကမလာရီဈေးသွားလျင်မှားလိုက်ကြသေး၏စုစုပေါင်းလိုက်ရင်ကုန်ပစ္စည်းအမျိုးအမည်340ထက်မနည်းပါမလာရီသည်အားလုံးသောကုန်ပစ္စည်းများနှင့်ဈေးနှုန်းတွေကိုအလွတ်မှတ်မိ၏ထိုနည်းဖြင့်ပြုလုပ်သောစည်ရင်းများကိုခင်ကြီးကစစ်ဆေးပြီးလက်မှတ်ထိုးရသည်ပြီးတော့မလာရီတို့အိုးခွဲချက်စားသည့်အတွက်ထဲဝင်ရမည်ငွေကိုတွက်ချက်ပြီးပေးချေရလေသည်တစ်ဖက်နှင့်တစ်ဖက်တင်စည်းခြင်းမရှိကြောင်းသူနာကိုတာမရှိကြောင်းစည်ရင်းအင်းများကပြရလေသည်နည်းနည်းချင်းရှိအောင်တော့တစ်ဖက်နှင့်တစ်ဖက်သီးခံကြသည်တို့ဖြင့်ထိုပြဿနာရှင်းသွားပါ၏အခြားပြဿနာလေးတစ်ခုရှိသေးသည်မလာရီသည်အိမ်ဦးနတ်ဝါဒကိုယုံကြည်သူဖြစ်၏ကျွန်တော်နှင့်ခင်ကြီးအတွက်ထမင်းပွဲတီးတန့်ပြင်ထားသလိုကိုအေးမောင်အတွက်တီးတန့်ဦးဖျားဖျားဟင်းဖက်ထားတတ်သည်သို့မဟုတ်တီးတန့်ဟင်းချက်တတ်သည်ပြီးမှကလေးများအတွက်ဘုံဟင်းကွက်များထည့်ထားတတ်သည်ကလေးများသည်အဖေနှင့်အမေအတွက်တီးတန့်ထမင်းပွဲပြင်သည်ကိုနဲသည်များသည်ဂျေးမတွက်တော့လဲကိုအေးမောင်အတွက်ဟင်းဖက်ထားသည်ကိုမူဂျေးတွက်ကြသည်ဦးအတွက်ဖက်ထားတာများတယ်ကျွန်တော်တို့အတွက်နဲတယ်ဟု၎င်းဦးအတွက်တော့ကောင်းကောင်းချက်တဲ့ကျွန်တော်တို့အတွက်တော့ကောင်းကောင်းမချက်ဘူးဟု၍၎င်းစုပူတတ်ကြ၏သို့တော်ဤပြဿနာမှာလည်းပောက်ကွဲလောက်အောင်မဖြစ်ပါထမင်းစားချိန်တူလျင်ကိုအေးမောင်ရောကလေးများပါအားလုံးသောဟင်းတွေပေါင်း၍အတူတူစားကြသည်သို့မဟုတ်ကိုအေးမောင်ထမင်းစားနောက်ကြလျင်သူ့အတွက်တီးတန့်ချက်ထားသောဟင်းကိုစားလို့သောကလေးသည်တချီတမောင်းဝင်စားရလေသည်မလာကြီးကတော့တခါတရံသာအားလုံးနှင့်ဝင်စားပြီးများသောအားဖြင့်အကျွင်းကြံများကိုသာစားသည်တခါတစ်ဖက်ကသူများစားပြီးထားခဲ့သောပကံများကိုထိုင်သေးရင်းကျွင်းကြံသည်များကိုပလုတ်ပလောင်စားနေလေရအမြင်မတော်သဖြင့်ကျွန်တော်ကဟဲ့မလာကြီးကောင်းကောင်းမွန်မွန်စပွဲမှာထိုင်စားစမ်းဟုပြောရလေသည်မလာကြီးသည်သူ့ဝမ်းကိုအဓိကထားသူမဟုတ်သူများဝမ်းကိုသာအဓိကထားသူဖြစ်သည်ထို့ကြောင့်လည်းအတုံးအပြန်အားဖြင့်သူ့အပေါ်မှာတနာကျင်နာစွာဖြင့်အထူးစေတနာထားရ၏ကျွန်တော်ဖြင့်သူမစားရသေးဘူးဆိုလျင်သူ့အတွက်ချန့်စားလေးရှိပေသည်ကလေးများကလည်းမလာကြီးစား၍ဖြင့်ဘလောက်စားစားတရားကြည်ပြူကြပေသည်တနေ့မလာကြီးအိုမင်းမဆွမ်းရှိလျင်သူတို့ကလှုပ်ကြွေထားပါမည်ဟုပင်ပြောကြလေသည်ခင်ကြီးကတော့မလာကြီးကိုကောင်းကောင်းမွန်မွန်ဝတ်စားစေရင်အောင်ကိုကြီးသည်ထို့ကြောင့်လည်းပွဲလန်းသပင်သွားလျင်မလာကြီးသည်ဆရာမကြီးနှင့်တူအောင်ဝတ်စားစေရင်သွားနိုင်ရင်ဖြစ်သည်ကျွန်တော်တို့ဒီမလာရီကိုအကြောင်းပြုပြီးကိုအေးမောင်၏ချွေရင်းချက်များကိုတဲကြီးခံကြရ၏မလာရီကိုချီးမြှောက်သောအပြင်ကိုအေးမောင်ကိုချီးမြှောက်ရ၏ကျွန်တော်ဒီကြီးလာတော့ပိုးဖဲဂရီပါစသည်များကိုမဝစ်ချင်တော့ကြပိုးလုံးကြီးများကိုအေးမောင်အားပေးလိုက်၏တိုင်ပုံအင်ကြီးအချို့ကိုခွဲပေးလိုက်၏ဖက်ရှင်ကြလွန်းသောလက်ပတ်နာရီကိုအေးမောင်ပတ်စေ၏သူတို့နေအိမ်ကလေးနေချင်းစပွဲဖြစ်အောင်လုပ်ပေးရ၏ကျွန်တော်စရင်တွက်ကြည့်ပါသည်သူတို့အိမ်မှရေလောင်းအိမ်သာအမြဲတမ်းတန့်ရှင်းကောင်းမွန်အောင်ထိမ့်သိမ်းထားရသည်မှာပင်တလငွေ15ကျပ်20ကျပ်လောက်ကုန်ကြသည်ကျွန်တော်ဇနီးခင်ကြီးသာရွှေငွေစုဆောင်းလိုသောဝါသနာရှိပါမူဤလိုအသုံးစရိတ်မျိုးကိုကန့်ကွက်ပေလိမ့်မည်ကျွန်တော်တို့သည်အိမ်တွင်းသားရရေးကိုရွှေငွေတို့ထက်တန်ဖိုးထားကြပါသည်တို့ဖြင့်ကျွန်တော်တို့တွေအသက်အရွယ်တော်တော်ရလာကြလေပြီကျွန်တော်နှင့်ဇနီးခင်ကြီးတို့ငွေရရုသဖြင့်ကျင်းပခဲ့သည်မှာပင်နှစ်တန်ကြာသွားပါပြီ
မလာရီတို့လင်မယားညာတိမှာနှစ်30ကျော်၍35နှစ်သို့နီးနေလေပြီကိုအေးမောင်ကသပင်ပြူများလာ၍မနှုတ်တော့ပဲလက်လျှော့ထားပါသည်မလာရီဤသပင်နှများချတွင်သပင်ပြူများထိုးထိုးထောင်ထောင်ပေါက်နေသည်ထို့ကြောင့်ကိုအေးမောင်သည်စာဖက်မျက်မှန်ကြီးကိုတက်ဆင်လျက်မလာရီအားသပင်ပြူနှုတ်ပေးနေသည်ကိုတွေ့ရတတ်ပါ၏ထိုချိန်ကတိမ်ပြူဆရာတော်ကပထမချိန်ကုသပေးလိုက်သောကြောင့်ကိုအေးမောင်၏အယက်နာယောဂပျောက်နေခြင်းဖြစ်လေသည်သူသည်အရက်ဖြတ်ထားသဖြင့်ကောင်းကောင်းမွန်မွန်စားနိုင်၏နနက်ခင်းများမှာသူတို့အိမ်တန်းရာဝရန်နာတွင်မှန်မှန်စင်းညံလျှောက်၏နောက်ပြီးတော့ခြံတွင်းမှာမပြတ်မကွက်တပြက်စီးလဲ၏လွယ်အိတ်ကိုလွယ်၍ထမင်းချိုင်းကိုဆွဲကရုံးမှန်မှန်တက်၏တနင်္ဂနွေအပတ်စဉ်တရက်မှာတော့သူတို့စုံတွဲရုပ်ရှင်သွားကြ၏ရုံးအားရက်တရက်မှာကိုအေးမောင်သည်အိမ်ရှိဝရန်တာ၌ပလက်ကလထိုင်တွင်စာဖတ်နေသည်ညနေ3နာရီကျော်လောက်ကြတော့မလာရီသည်အိမ်မူရေးရာလုပ်ငန်းများပြီးသွားလေရာသူ့အိမ်ပြန်သွားလေသည်အတန်ကြာတော့ပလက်ကလထိုင်နှင့်ထိုင်စာဖတ်နေသောကိုအေးမောင်၏ခြေရင်းမှာမလာရီကကြောပေး၍ထိုင်သည်ကိုအေးမောင်သည်ဖတ်နေသောစာအုပ်ကိုချထားလိုက်ကစာဖတ်မျက်မှန်ကြီးနှင့်ပင်မလာရီခေါင်းမှသပင်ပြူရှာကနှုတ်၍ပေးနေလေသည်ထိုမြင်ကွင်းကိုမြင်ရကကျွန်တော်သည်အဟောဝတ္တသဘောကျလာမိပေတည်း